Hello အားလုံးပဲမင်္ဂလာပါအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမူရင်းပြီးလေးနဲ့တရလေးတွေပေါင်းဆက်တာကိုတင်ပေးခဲ့တယ်ဒီတစ်ခါမှာတော့ပေါင်းဆက်ပြီးလေးတွေနဲ့တရလေးတွေနဲ့ပေါင်းတာကိုတင်ပေးမယ်နော်ဘာမှထူးခြားတာတော့တိတ်မရှိပါဘူးအရင်တိုင်းမှာပဲဒါဆိုရင်တော့အရင်ဗီဒီယိုလေးနဲ့ဆင်တူပါတယ်နော်ကဲဒါဆိုရင်တိုက်ဆိုမယ်နော်ဒီဗီဒီယိုလေးလည်းအပီးစာလေးလည်းရဖို့မျှော်လင့်ပါတယ်တိုက်ဆိုကြမယ်ပထမဆုံးပါလာလေကတိုက်ဆိုမယ်ကာကယာကောကယောကိုကယိုကူကယူကိုကီနောက်ခေါက်လိုက်ဆိုမယ်နော်ကာကယာကောကယောကိုကယိုကူကယူကိုကီအောက်မှာမြန်မာစာလေးနဲ့အတန်ထွက်လေးရေးပြပေးထားတယ်နော်နောက်ပိုင်းကျရဲ့အတန်ထွက်လေးတွေမြန်မာလိုရေးထားတဲ့ဟာလေးဖြုတ်ပြီးတင်ပေးမယ်နော်လေပဲမြင့်လာလို့ရှင်အကုန်လုံးအတန်ထွက်ပြီးအတန်ထွက်နဲ့လိုက်ရေးလို့မရအောင်လေဟုတ်တယ်မလားကဲဒါဆိုနောက်တစ်ခုတနောက်တစ်ခုကတာတရားတောတယောတူတယိုတူတယူတူတီပြန်လိုက်ဆိုမယ်နော်တာတရားတောတယောတူတယိုတူတယူတူတီအတန်ထွက်လေးမှာအတန်ထွက်လေးနဲ့ကြည့်ပြီးတော့နားထောင်ပြီနော်စာပြထားတာလေးကြော်ခဲမယ်နောက်ဆုံးတစ်ခုသွားမယ်ကြကြာကြရာကြောကြယောကျိုကြယိုကျူကြယူကျူကြည်ပြန်လိုက်ဆိုပါဦးကြာကြရာကြောကြယောကျိုကြယိုကျူကြယူကျူကြည်ကဲဒါဆိုရင်ခုနကကြော်ခဲ့တဲ့စတာပြထားတာလေးတွေကိုသွားကြည့်မယ်သူကအတန်တန်ပဲထွက်ရပါမယ်နော်ဒီဗီဒီယိုတွေမှာလည်းအတန်တန်ပဲထွက်ရတဲ့ဟာပါတယ်မလားဒီဗီဒီယိုမှာလည်းအတန်တန်ပဲထွက်ရတဲ့ဟာနှစ်ခုပဲပါပါတယ်ဒီဗီဒီယိုမှာကဲဒါဆိုရင်လိုက်ကြည့်မယ်ပါပြာပေါ်ပြောပိုပြိုပူပြူပူပီပြန်လိုက်ဆိုပါဦးပါပြာပေါ်ပြောပိုပြိုပူပြူပူပီနောက်ဆုံးတစ်ခုပဲကြံပါတယ်လိုက်ဆိုကြရအောင်စစာရှာစောရှောဆိုရှိုဆူရှူစရှိနောက်ဆုံးတစ်ခေါက်လိုက်ဆိုမယ်စာရှာစောရှောဆိုရှိုဆူရှူစရှိကဲဒီစာလေးတွေကိုစာအုပ်လေးနဲ့ဘောပင်လေးနဲ့တေချာလေးရေးပေးဖို့တောင်းဆိုချင်ပါတယ်တေချာချာလေးအတန်ထွက်လေးရောရေးလိုက်ပါနော်မမီအောင်လို့ဒါတွေကတော့တေချာလေးကြက်ပေးရပါမယ်တေချာလေးကြက်မှပဲနောက်ဗီဒီယိုတွေကြက်လို့ရှိရင်မျက်နှာနဲ့တိုင်းပြီးတော့မှတ်မိမှာဆိုတော့တေချာလေးကြက်ပေးပါဒီဒါလေးတောင်းဆိုချင်ပါတယ်ကဲဒါဆိုရင်ရမယ်နော်မရှင်းနိုင်ရင်ပြန်ပြီးမေးလို့ရပါတယ်အားလုံးပဲဒီလောက်ပါပဲ